ဒါအမဘာမသက်ဆိုတာဘယ်လိုဟာမျိုးလဲလောလောဆယ်ကျွန်တော်ကစောစောပု္ပ္ပစာတွေမဟုတ်ဘဲနဲ့မြင်သာလွယ်ကူအောင်လွယ်ကူမြင်သာအောင်မို့လို့ကျွန်တော်ပု္ပ္ပစာလေးတွေဆင်ထားပါတယ် question 1ကိုကြည့်အောင် How many weeks are there နီလန်ဘယ်လောက်ရှိမှာလဲ to distribute 4 candies to 2 kids ချိုးချင်းလေးလုံးကိုကလေးနှစ်ယောက်ကိုပေးဝေတဲ့အခါမှာနီလန်ဘယ်လောက်ရှိမှာလဲတာမန်အဖြစ်တွေးကြည့်မယ်ဆိုရင်ကလေးနှစ်ယောက်ချိုးချင်းလေးလုံးဆိုတာဗျာလွယ်လွယ်လေးပဲဟလားတယောက်ကိုနှလုံးပေးလိုက်ပြီးနေတာပဲပေါ့ဒါကကျွန်တော်တို့ကအညီမျှခွဲဝေတဲ့အခါမှာသုံးတဲ့ပုံစံသို့တော့သင်္ချာနိယကျွန်တော်တို့အစီအစဉ်ချတဲ့နည်းအရစဉ်းစားမယ်ဆိုရင်အဲ့ဒီနှစ်နည်းတည်းရှိတာမဟုတ်ဘူးကလေးတယောက်ကချိုးချင်းလေးလုံးလုံးရပြီနောက်တယောက်ကတစ်လုံးမှမရတာလေဖြစ်နိုင်တယ်နောက်ကလေးတယောက်ကချိုးချင်း3လုံးရပြီနောက်တယောက်ကတစ်လုံးရတာလည်းဖြစ်နိုင်တယ်ရှေ့တယောက်ကနှလုံးနောက်တယောက်ကနှလုံးလည်းဖြစ်နိုင်တယ်လို့ရှေ့တယောက်ကတစ်လုံးမရပြီနောက်တယောက်က3လုံးရှေ့တယောက်ကလုံးဝမရဘဲနဲ့နောက်တယောက်က4လုံးသလုံးရတာလေဖြစ်ကောင်းဖြစ်နိုင်တယ် Okay အဲ့ဒီမှာမေကုံးကဘာဆက်ထားလဲဆို assuming one of them သူတို့ထဲကတယောက်ဟာ may receive none တခုမှမရတာလေဖြစ်နိုင်တယ်ဆိုတဲ့အတွက်စောစောကကျွန်တော်ပြောတဲ့နည်းတွေနဲ့စဉ်းစားရမယ်ဟုတ်ပြီအဲ့ဒါတွေနဲ့စဉ်းစားတာကိုကျွန်တော်တို့နိုင်ငံတကာမှာ star and bar method လို့ခေါ်တယ် star and bar method နဲ့သုံးတယ်ဘာကိုပြောရလဲဆိုတော့အခုဒီမှာကျွန်တော်ကျယ်လေးတွေယူခဲ့ပြီဒီမှာကျယ်လေးလုံးရှိမယ်ဟုတ်တယ်နော်စောစောကကျွန်တော်ပြောတဲ့ပရမတ်တယောက်က၄လုံးသလုံးရပြီနောက်တယောက်ကတစ်လုံးမှမရတာဖြစ်နိုင်တယ်ဆိုရင်ဒီမှာကျွန်တော်ဘားလေးတစ်ခုတက်လိုက်မယ်တစ်လုံးမှမရရင်ဒီဘက်မှာဘာမှမရဘူးဒါပရမတ်ဖြစ်ရတစ်ခုပေါ့နောက်ပရမတ်တယောက်က၃လုံးရပြီရောဟလားပရမတ်တယောက်က၃လုံးရပြီလို့ဆိုကျွန်တော်ဒါလေးကိုဖယ်လိုက်မယ်ဒါလေးကိုရွှေ့လိုက်မယ်ပရမတ်တယောက်၃လုံးရပြီနောက်တယောက်ကတစ်လုံးဆိုဒါမျိုးလေးဟော3 1 okay တခါပရမတ်တယောက်ကဟလားပရမတ်တယောက်ကနှလုံးရပြီဒုတိယတယောက်နှလုံးဆိုဒါမျိုးလေးစတာနှစ်ခုဘာစတာနှစ်ခုတခါပရမတ်တယောက်ကတစ်ခုရပြီဒုတိယတယောက်က3ခုရတာမျိုးဒါမျိုးလေးစတာဘာစတာ3ခုတခါပရမတ်တယောက်ကတစ်ခုမှမရဘဲနဲ့ဒီဘက်မှာရှိမှာဘာမှမရှိရင်တစ်ခုမှမရလို့နောက်တယောက်က4ခုရတာမျိုးအဲ့ဒီလိုဘားလေးတွေစတားလေးတွေနဲ့ပေါ်ပြတာကိုဘာလို့ခေါ်လဲဆိုတော့ star and bar method လို့ခေါ်တယ်။ Okay နော်ဒါဆိုရင်ဘသူက star လဲဘသူက bar လဲအဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်။ star ကကြတော့ဘာကိုပြောရလဲဆိုတော့ identical object တွေကိုပြောတာအခုဒီပု္ပ္ပစာမှာဆိုရင်တူညီသောအရာတွေကကလေး2ယောက်လားချိုးချင်းလားကလေး2ယောက်ကတော့ဘယ်လိုလုပ်တူမှာလဲကလေးက2ယောက်ပါမျိုးနဲ့မတူညီသောဝတ္ထုတွေပေါ့တူညီတာ4 candies ချိုးချင်း4လုံးဟာပုံစံတူတယ်အဲ့ဒီလိုတူညီသောအရာတွေကိုဘာနဲ့ပြလဲဆိုတော့ star နဲ့ပြမယ် okay တူသောအရာတွေကိုဘာနဲ့ပြမလဲ star နဲ့ပြမယ်ဟုတ်ပြီအဲ့ဒါ star ဘယ်နှခုလဲ4ခု star ဒီ identical object တွေကိုကိုစားပြုမယ်ဟုတ်ပြီနောက်ကကလေး2ယောက်ဆိုတာကျတော့ကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုကလေး2ယောက်ကိုခွဲပေးဖို့ရ grouping လုပ်ဖို့လိုတယ် group ခွဲဖို့လိုတယ် group 2ခုခွဲခြင်းတယ်ဥပမာဆိုပါတော့ကျွန်တော်တို့တုတ်တစ်ချောင်းရှိမယ်တုတ်တစ်ချောင်းကို2ပိုင်းပိုင်းခြင်းတယ်2ပိုင်းရခြင်းတယ်ဆိုရင်ခင်ဗျားတို့ဘယ်နှချက်ခုတ်ရမှာလဲဒီဟာကြီးကိုဘယ်နှချက်ဖြတ်ရမှာလဲတစ်ခါပဲဖြတ်ရမှာဒါဆိုရင်ဘယ်နှပိုင်းရလဲ2ပိုင်းရတယ်အဲ့ဒီလိုပဲ3ပိုင်းရခြင်းတယ်ဆိုရင်ရောရာကနေဘယ်နှခုဖြတ်ရမှာလဲ2ခုဖြတ်ရမယ်တနည်းအားဖြင့်အခုကျွန်တော်တုတ်ချောင်းလေးတွေပြနေတာဘာပဲ3ပိုင်းရခြင်းဘာ2ခုလိုမယ်2ပိုင်းရခြင်းဘာ1ခုလိုမယ်ပြောချင်တာကအဲ့ဒီ group အရေးအတွက်ထက် group ကိုတစ်နှုတ်ပေးရမယ် group ကိုတစ်နှုတ်ပေးလို့ရှိရင်ဘာရည်အတွက်ရဘာရည်အတွက်ရ okay group ကိုဘာနှုတ်ပေးရမှာလဲတစ်နှုတ်ပေးရမယ်ဥပမာ2 kids ကလေး2ယောက်ပါတဲ့ group ဖြစ်ဖို့ရအတွက်ကလေး2ယောက် group 2ခုခွဲဖို့ရအတွက်တစ်နှုတ်လိုက်တော့ဘာ1ခုလိုတယ်စောစောဒီမှာကျွန်တော်ပြနေတဲ့ဒီဘားလေးပေါ့ဘာတစ်ခုလိုတယ်ဒါဆိုရင် star ကဘာကိုကိုစားပြုတာလဲ identical object ကိုကိုစားပြုတယ်အဲ့ဒါက star
ဘာကိုသားပြုတာလဲဆိုတော့ဂရုတွေကနေတစ်နှုတ်တာကိုသားပြုတယ်ဂရုတွေကနေတစ်နှုတ်တာကိုသားပြုတယ်ဟုတ်ပြီအဲ့ဒီထိရသွားပြီအဲ့ဒါနဲ့ဘာဆိုင်လဲကျွန်တော်တို့အခုတွက်မဲ့ပုံစံနဲ့လို့ပြောတရားရှိတယ်အခုကျွန်တော်တို့ဒီတုတ်ချောင်းလေးတွေကိုနေရာရွှေ့သွားတာလေးကိုပြန်ပြောပြမယ်ဒီမှာရှေ့သုံးမှာတစ်နေရာတစ်ခါလာပြီဒီနေရာရောက်တော့2နေရာ3နေရာ4နေရာ5နေရာဆိုပြီးတော့ရွှေ့သွားတာဟုတ်တယ်နော်အဲ့ဒီလိုနေရာရွှေ့သွားတဲ့ဟာကိုကျွန်တော်တို့က combination permutation နဲ့တွက်လို့ရတယ်နော်အဲ့တော့ combination permutation နဲ့တွက်လို့ရတယ်ဆိုရင်ဘယ်လိုတွက်မလဲဆိုတော့အဲ့ဒီဘားကိုလည်းတစ်ခုအနေနဲ့ယူမယ်စတားကိုလည်းယူမယ်စတားလေးခုဘားတစ်ခုအဲ့တော့အပေါ်ကဟလာ4 + 1ပေါ့အောက်က C နောက်တစ်ပါလဲဆိုတော့သူဘယ်နှနေရာလဲရွှေ့ကျင်တာလဲဒီဒုတ်ချောင်းလေးကိုဘယ်နှနေရာရွှေ့ကျင်တာလဲဆိုတဲ့ဟာကအောက်ကအဲ့ဒီစောကဘားရည်အတွက်1တနေရာဖြစ် 5C1 ဆိုတော့အဖြေကဘာရလဲ5ရတယ်5နေရာရွှေ့လို့ရတယ်ဟုတ်တယ်လေပြန်ကြည့်အောင်1 2 3 4 5ဆိုပြီးရတယ်โอเคနော်အဲ့ဒါမြင် C တွေဘာတွေနဲ့အများကြီးရှိဝေးစဉ်းစားနေသေးတယ်ဒီတိုင်းလေးမြန်လုံးလိုက်ရတာပဲဆိုတာဒါလွယ်သောပု္ပ္ပစာကိုကျွန်တော်ဥပမာပေးနေလို့ဥပမာကန်ဒီချိုချင်က10လုံးရှိမယ်ဂရုက2 gigs မဟုတ်ဘဲနဲ့4 gigs ကလေး4ယောက်ဆိုရင်ကျွန်တော်တို့တုတ်ချောင်းတစ်ချောင်းနဲ့မရတော့ကလေး4ယောက်ကိုတိလျှော့ရင်3တုတ်ချောင်း3ချောင်းလိုလာပြီဘာ3ခုလိုလာပြီဒါမျိုးဆိုရင်ရောဘယ်လိုတွက်မလဲဆိုတာစဉ်းစားရတော့မယ်ဒါကြောင့်မို့လို့ကျွန်တော်ကရိုးရှင်းတဲ့ပုံစံလေးနဲ့အရင်ဥပမာပေးတာဖြစ်ပါတယ်ဒါဆိုရင်ဒီထဲမှာပါတဲ့ဟာလေးကိုကျွန်တော်က formula ထုတ်မယ်ဆိုရင်4 + 1ဆိုတော့4ကဘာကိုပြောတာလဲ star ကိုပြောတာ plus 1ကဘာကိုပြောတာလဲဘာကိုပြောတာဒီမှာတော့1မလို့ဘာကို s မထည့်လဲရပြီဒီအများနဲ့ပြောရင် star plus bars ပေါ့ရေးထားလိုက်မယ်အခြားတွေတွေ့ရောသုံးဝင်အောင် c အောက်ကဘာရေးအတွက်လဲဆိုတော့ဘာရေးအတွက်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကအခုလိုမျိုးဆိုက group practice program မှာပါတဲ့ရွာက9ရွာရှိတယ်ရေပိုက်လိုင်းက10ခုလူမယ်ဆိုတဲ့ဟာမျိုးဘုံကြီးကျောင်းက4ကျောင်းရှိတယ်အဲ့ဒီမှာစံအိတ်ကို9အိတ်လူမယ်ဆိုတဲ့ဟာမျိုးဒါမျိုးတွေကိုတွက်ဖို့ရအတွက်ဒီ star and bar method ကိုသုံးပြီးခွဲခြားပြီးတွက်မယ်ဆိုရင်လွယ်ကူတာကိုတွေ့ရတယ် okay ဒါဆိုရင် star ကဘယ်လိုရမလဲဘာကဘယ်လိုရမလဲပြန်ပြောရရင် star ဒီ identical object ကိုကိုစားပြုတယ်တူညီသောဝတ္ထုတွေကိုကိုစားပြုတယ်ဘာသည်ပေးထားတဲ့ group ခွဲခြင်းနဲ့ရွာတော်၎င်းကလေးတော်၎င်းဘုံကြီးကျောင်းတော်၎င်းအဲ့ဒီတူညီသောအရာဝတ္ထုတွေကို group တွေကိုကျွန်တော်တို့ကတစ်လျှော့ခြင်းအပြင်ဘာရည်တွက်ရမယ်အဲ့ဒီကနေပြီးတော့ဒီနည်းနဲ့တွက်မှာဖြစ်တယ်โอเคဒါဆိုရင်ဒီပု္ပ္ပစာလေးကိုစပြီးတွက်တော့မှာမလို့ကျွန်တော် note တွေလိုက်ပြီးရေးခိုင်းပါမယ်နောက် question 1လို့ကျွန်တော်ဒီလိုပြန်စီလိုက်ပါပြီအခုကျွန်တော်သုံးမဲ့နည်းကိုဘာလို့ခေါ်လဲ stars and bars method လို့ခေါ်ပါတယ် stars ဆိုတာဘာကိုသားပြုလဲ identical object တွေကိုကိုစားပြုပါတယ်ကျွန်တော်သင်္ကေတ and နဲ့ရေးထားတယ် group ကိုကြားပြတ်ကြွညာဝင်ထားတယ် group ဆိုတာအခုဒီပု္ပ္ပစာမှာဆိုရင်2 gigs ဆိုတဲ့ကလေး2ယောက်ဟာ group ခွဲလိုက်ပါပဲ group 2ခုခွဲလိုက်2ယောက်ကိုခွဲပေးပါရွာဟလာ9ရွာ group 5ခုခွဲလိုက်ဘုံကြီးကျောင်း4ကျောင်း group 4ခုခွဲလိုက်အဲ့သဘောမျိုးပေါ့နော်ဟုတ်ပြီအဲ့ group ကိုကျွန်တော်ဒီလိုလေးကိုယ့်အနက်ကိုစီလီအောင်လောက်ထားတယ် receiver လို့ကျွန်တော်လက်ခံမဲ့သူပေါ့လက်ခံမဲ့သူ group ကဘာလုပ်မဲ့သူလဲလက်ခံမဲ့သူဘုံကြီးကျောင်းဆိုရင်လည်းဆန်လာလူတာကိုလက်ခံမယ်ရွာဆိုရင်လည်းရေပိုက်လိုင်းကိုသူလက်ခံပေးမယ်သူရှိကိုဘယ်နှခုရောက်မှလဲဆိုတဲ့ဟာအခုကလေးဆိုရင်လည်းချိုးချင်ကိုလက်ခံပေးမဲ့သူအဲ့ဒါကိုကျွန်တော်အတူကောင်း K လို့ပေးထားတယ် Bugs ဆိုတာဘာလဲ A bar divides the set of stars ကျဲတွေကိုခွဲခြားပေးတယ်တနည်းအားဖြင့်ကျဲဆိုတာကျွန်တော်တို့လူညီသောဝတ္ထုတွေကိုဟလာဘာလုပ်ပေးရလဲခွဲပေးတယ် into group ဖြစ်အောင်ခွဲပေးတယ်အဲ့ဒီ group ကိုလိုချင်တဲ့ group ဖြစ်အောင်ခွဲပေးတယ် group တွေခွဲဖို့ရအတွက်ဘာလို့လဲဆိုတော့ခုနကျွန်တော်ပြောတယ်နှစ်ပိုင်းဖို့ရအတွက်နှစ်ချမ်းဖြစ်ဖို့ရအတွက်အလေကဘာတစ်ခုခံရမယ်
3ပိုင်းဖြစ်ဖို့ရတယ်ဘာနှစ်ခုခံရမယ်တနည်းအားဖြင့်တစ်လျှော့ပေးရမယ် k minus 1 group ကိုတစ်လျှော့မယ် k minus 1ဒါဆိုရင် if there is no restriction ကန့်သတ်ချက်မပါတော့ number of way ဒီဘာဖြစ်မလဲခုန formula လေးကျွန်တော်ပြန်ရေးပြီအပေါ်ကဘာလဲအပေါ်ကဟလာ star plus bar ဆိုတော့ n plus bar ဒီဘာ minus 1လဲ k minus 1 c အောက်က bar ဆိုတော့ဘာဖြစ်မှာလဲ k minus 1အခုလိုအခရာတွေနဲ့မှတ်ရမှာခတ်နေတယ်ဆိုရင်စောစောကျွန်တော်ပြောတဲ့စာသားတွေနဲ့ရေးမယ် stars plus bar c အောက်ကဘာလဲဘာဖြစ်မှာလဲ bar ပေါ့ okay နောက်ဆိုရင်ကျွန်တော်ဒီ question 1လေးကိုစထွက်တော့မယ် question 1လေးက how many weeks are there to distribute 4 candies to 2 kids assuming one of them may receive none ချိုးချင်းလေးလုံးကိုကလေးနှစ်ယောက်ခွဲဝေပေးတဲ့ခါမှာအညီများလို့မသုံးဘူးเนาะခွဲဝေပေးတဲ့ခါမှာနီလန်းဘယ်လောက်ရှိမှာလဲ assuming one of them may receive none သူတို့ထဲကတယောက်မှမရတာလေဆိုတော့သူတို့ထဲကတယောက်ဟာဘာမှမရတာလေဖြစ်ကောင်းဖြစ်နိုင်နေဒါဆိုရင်နီလန်းဘယ်လောက်ရှိမှာလဲ okay ပထမဆုံးပု္ပ္ပစာမို့လို့ကျွန်တော် star တွေဘာတွေပါရေးပြီးတော့ပြပေးမယ်နောက်ဆိုရင်တော့ star တွေဘာတွေကိုစိတ်ထဲကနေပဲပြောပြီးတော့မှတန်းရေးတာမျိုးလုပ်လို့ရတယ်ဟုတ်ပြီစပြီ star ဘယ်နှခုရှိလဲဟောမှာ identical object က4ဆိုတော့4ရှိတယ်ဟုတ်ပြီဘာကိုလိုချင်တယ်ဆိုရင် group ရှိနေတဲ့နှစ်ခုတည်းကနေတစ်လျှော့ပေးရမယ်2 minus 1ဆိုတော့ဘာရလဲ1ရတယ် star နဲ့ဘာသိရင်ဘာမှ no restriction ကန့်သတ်ချက်လည်းမပေးထားဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရပြီလဲဆိုတော့သူ့ရဲ့ number of way ကိုရှာလို့ရပြီ number of ways နီလန်းအရေအတွက် equal to အပေါ် star plus bar ဆိုတော့4 plus 1 4 plus 1 c အောက်က bar ဆိုတော့ဗာလေ1တနည်းအားဖြင့် 5c 1 5c 1ဆိုတော့အဖြေဘာရမှာလဲ5ရမယ် okay အဖြေ5ရမယ်ဒါကိုကျွန်တော်ကမြင်တာအောင်ဒီမှာပုံလေးနဲ့ဆွဲပြီးပြောပြပေးပါမယ်ဟုတ်မဟုတ်ပြောပြပေးမယ်เนาะဒီကျယ်လေးတွေဟာချွတ်ချင်းဖြစ်ပါတယ် star လေးတွေဟာချွတ်ချင်းဘယ်နှလုံးရှိလဲ4လုံးဟုတ်ပြီအဲ့ဒီချွတ်ချင်း4လုံးမှာကျွန်တော်ကကလေးနှစ်ယောက်ကိုဝေဖို့ရအတွက်ပထမဆုံးတစ်ယောက်ကိုကျွန်တော်5လုံးတစ်လုံးပေးပြင်မယ်ဗျာဒုတိယတစ်ယောက်ကတစ်လုံးမှမရဘူးဟုတ်ပြီဒီမှာဘာလေးနဲ့ခြားလိုက်ပြီလေဘာနဲ့ခြားလိုက်ပြီကျွန်တော်ဘာကိုအနီရောင်ကနေခြားရောင်ပြောင်းလိုက်ပြီဒီပေါ်မှာအနီတွေရှုပ်နေတော့ဝါရောင်လေးနဲ့လုပ်လိုက်ပြီနော်အဲ့မှာဘာလေးနဲ့ခြားလိုက်ပြီโอเคပထမတစ်ယောက်က4လုံးရတယ်နောက်တစ်ယောက်ကဘာဖြစ်လဲတစ်လုံးမှမရဘူးโอเคအဲ့ဒါတွဲပေါ့နော်အဲ့ဒါကိုကျွန်တော်နောက်ထပ်တစ်မျိုးစဉ်းစားပြီအဲ့တော့ကျွန်တော်စဉ်းစားလို့ရတဲ့ဟာလေးတွေကိုကျွန်တော်ဒီမှာတစ်ခုချင်းယူလိုက်မယ်နောက်တစ်မျိုးကကြတော့ကျွန်တော်အဲ့ဒီဘားလေးကိုဘယ်နေရာမှာဝင်မလဲဆိုတော့ဘားလေးကိုဒီဒုတိယနေရာမှာဝင်မယ်ပထမတစ်ယောက်ကလေးကချိုးချင်း3လုံးရတယ်နောက်ကလေးက1လုံးရမယ်ဒါဆို2မျိုးရပြီနော်ပထမဆုံးတစ်မျိုးပြန်ပြောမယ်ပထမတစ်ယောက်ကချိုးချင်း4လုံးရမယ်ဒုတိယက1မှမရဘူး1လုံးမှမရဘူးနောက်နီလန်2ကကြတော့ပထမတစ်ယောက်က3လုံးရမယ်ဒုတိယတစ်ယောက်က1လုံးရမယ်ဟုတ်ပြီသက်စဉ်းစားရအောင်နောက်တစ်နည်းပထမတစ်ယောက်ကိုကျွန်တော်တစ်ခါထပ်ပြီးတော့တစ်လုံးလျှော့ပေးလိုက်မယ်နှလုံးရမယ်ဒုတိယတစ်ယောက်လည်းနှလုံးရမယ်3မျိုးရပြီနော်နောက်တစ်နည်းပထမတစ်ယောက်ကတစ်လုံးပဲရမယ်ဒုတိယတစ်ယောက်က3လုံးရမယ်ဘယ်နှမျိုးဖြစ်သွားပြီလဲ4မျိုးဖြစ်သွားပြီโอเคကျွန်တော်ဒါလေးကိုနည်းနည်းလေးအပေါ်တိုးလိုက်အောင်ဟုတ်ပြီနောက်တစ်ရက်ဆက်စဉ်းစားရအောင်နောက်တစ်ခါနောက်ဆုံးတစ်မျိုးကကြတော့ပထမတစ်ယောက်က
တလုံးမှမရဘူးချိုချင်းတလုံးမှမရဘူးဒီဘက်မှာရှေ့မှာဘာမှမရှိရင်တလုံးမှမရလို့ပေါ့နောက်တစ်ယောက်က၄လုံးရမယ်ဆိုတော့အဲ့ဒီပုံစံလေးဆင်လိုက်လို့ရှိရင်ဒါဖြစ်နိုင်တဲ့နည်းလမ်းအကုန်ကုန်သွားပြီအဲ့တော့ဖြစ်နိုင်တဲ့နည်းလမ်းကဘယ်နှခုရှိလဲဆိုတော့ဒီမှာရေးကြည့်လိုက်လေ1 2 3 4 5နည်းရှိတယ်ဒါကြောင့်ကျွန်တော်ခုနဘာလို့ထွက်တာလဲ5ဆိုပြီးထွက်တာဒီမှာโอเคနော်ဟုတ်ပြီအဲ့ဒီ star and bar ကိုကျွန်တော်နောက်ကြတော့ဘယ်လိုပုံစံလေးနဲ့လဲပြောပြီးရေးလို့ရတယ်ဆိုတော့ဒါနှစ်ခုဆိုတော့ aura pair ပုံစံလေးနဲ့ရေးလို့ရပါဘောเนาะအဲ့တော့ကျွန်တော်မြင်တော့ဒီဘက်မှာရေးပြမယ်နောက်ဆိုရင်ကြယ်တွေဆွဲနေတာကြားတယ်ကျွန်တော်ကခြေခံတာတော့ star and bar method ပေါ့အဲ့တော့ဘယ်လိုလဲဆိုဒီမှာ4ခု4ပရမတယောက်4ခုရမယ်နောက်တစ်ယောက်ကဗလာကြီးဆိုတော့0ပေါ့နောက်တစ်ရဲရှေ့တယောက်က3လုံးရမယ်ချိုချင်းနောက်တစ်ယောက်က1လုံးရမယ်ဆိုတော့ရှေ့တယောက်က2လုံးရမယ်နောက်တစ်ယောက်က2လုံးရမယ်နောက်တစ်ခုကရှေ့တယောက်က1လုံးရမယ်နောက်တစ်ယောက်က3လုံးရမယ်နောက်တစ်ခုကရှေ့တယောက်က1လုံးမှမရဘူးနောက်တစ်ယောက်က4လုံးရမယ်ဆိုပြီးဒီလိုတွဲလေးတွေရတာပေါ့5တွဲရမယ်ဒါကြောင့်ဒီ question number 1ရဲ့အဖြေကဘာဖြစ်မလဲ number of way ဒီ5ဖြစ်ပါတယ်သူရဲ့ formula ဘာလဲဒါကြီးတွေရေးမှမဟုတ်ဘူးကျွန်တော်နောက်ကြတော့ပုံသေးဘာလို့မှတ်လို့ရလဲအပေါ်က star plus bar c အောက်ကဘာဖြစ်မှာလဲ bar ဆိုပြီးရပါတယ်โอเคပါကဲနောက်တစ်ခုဆက်ကြည့်အောင်เนาะကဲကျွန်တော်တို့ Trinity Mac ကထုတ်တဲ့ Good Practice Problem ပုဒ်စာတွေကလာ revision book စာအုပ်ထဲက Good Practice Problem တွေကတပုတ်ကိုတွက်ကြည့်အောင်နံပါတ်18မှာဘာပြောထားလဲဆိုတော့ in how many ways can a donor distribute SID identity scholarship voucher how many way နည်းလမ်းဘယ်လောက်ရှိမလဲတဲ့ a donor ဘာလဲ donor ဆိုတော့လူဒန်းတဲ့သူတယောက်ကကျွန်တော်ဖြူရောင်ဖြစ်နေလို့အနေရောင်လေးယူလိုက်အောင်မယ် okay distribute SID identity scholarship voucher သူကဘာဝင်ငါလဲဆိုတော့scholarship voucher 6ခုတူညီတဲ့ scholarship voucher 6ခုပြောချင်တာဒါဟိုပေးတာပေါ့ဗျာเนาะပညာသင်ဆေးပေးတဲ့ဟာမျိုးပေါ့အဲ6ခုကိုဘယ်လိုပေးလဲဆိုတော့3 high school တွေကျောင်း3ကျောင်းကိုပေးတယ် assuming any school may receive none အဲ့မှာယူဆရမှာကကျောင်းတစ်ကျောင်းကလုံးဝမရတာလည်းဖြစ်နိုင်တယ်သူစံသတ်မှတ်ချက်နဲ့မညီဘူးဆိုရင်တော့ပေးရမယ်ဗျာဥပမာဆိုပါလို့စင်ရဲချွတ်တဲ့သူတွေကိုပေးတဲ့ scholarship လားဒါဆိုရင်ကျောင်းတစ်ကျောင်းကဆင်းရဲတဲ့လူတယောက်မှမရှိရင်အဲ့ကျောင်းတော့ပေးရမလဲဗျာဒါမှမဟုတ်ဟဲ့လားဘာသာသုံးဂုဏ်တုထွက်လို့ပေးတဲ့ပေါင်ချလားဒါဆိုရင်ဘာသာသုံးဂုဏ်တုမထွက်တဲ့အကြောင်းဆိုရင်မရဘူးပေါ့အဲ့ဒီပုံမျိုးပေါ့နော်ဘာမှမဟုတ်တိုင်းရင်းသားတွေကိုခွင့်ရေးပေးတဲ့ဟာလားတိုင်းရင်းသားမရှိတဲ့အကြောင်းဆိုမရဘူးပေါ့အဲ့ဒါမျိုးလေးပေါ့နော်ခွဲဝေမှာက3ကျောင်းရှိတာက identical scholarship voucher က6ခုအဲ့ဒါကိုစီတဲ့ခါမှာစောစောကကျွန်တော်ပြောသလိုအညီမြသွားခွဲရုံနဲ့မရဘူးတစ်ကြောင်းကို2ခုပေးမယ်မဟုတ်ဘူးသူစံသတ်မှတ်ချက်နဲ့အရာကျောင်းတစ်ကျောင်းကလုံးဝမရတာလည်းဖြစ်နိုင်တယ်လို့မေခွန်းမှာကန့်သက်ထားသည့်အတွက်စောစောပု္ပ္ပစာလေးနဲ့သွားပြီးတူတယ်ဒါဆိုရင်ဒီ SID identical scholarship မှာ6ဒီဒါ star ရေအတွက်ဖြစ်တယ် star 6ခုရှိတယ်လို့ပြောတာเนาะအဲ့တော့ကျွန်တော်စောစောလူလေးပြန်စီမယ် stars equal to 6 now 3 high school ကျောင်း3ကျောင်းကိုပေးမယ်ဆိုတော့ဒါ group ပဲအဲ့ group ကနေပြီးကျွန်တော်ဘာရေအတွက်ကိုလိုချင်တယ်ဆိုရင် group ကိုဘာလုပ်ပေးရမှာလဲတစ်လျှော့ပေးရမယ်3 minus 1ဆိုတော့ဘာရလဲ2ဆိုပြီးရမယ်နောက်ပြီးတော့ဘာမှ restriction ကန့်သက်ထားတာမပါဘူးတကြောင်မှမရတာလည်းဖြစ်နိုင်တယ်ဘာညာဆိုတာဟိုကန့်သက်ချက်တော့မဟုတ်ဘူးကန့်သက်ချက်ဆိုတာအနည်းဆုံးဟလားဟိုကျောင်းတစ်ကျောင်းကအနည်းဆုံး scholarship တစ်ခုရမယ်လို့နှစ်ခုထဲမပိုရဘူးလို့ဒါတွေကမှကန့်သက်ထားတယ်ခေါ်တာဒါကဘာမှကန့်သက်ထားတာမဟုတ်တဲ့အတွက်သူ့ရဲ့ number of way ကိုကျွန်တော်တို့တွက်ကြည့်မယ် number of ways နည်းလမ်း e အတွက် equal to အပေါ် star plus bar ဆိုတော့ 6 plus 2 c အောက်က bar ဆိုတော့2ပေါ့ဆိုတော့အဖြေက ac2 ac2 ကိုကျွန်တော်ဖြန့်မယ်ဆိုရင် calculator မနှိပ်တော့ပါဘူးဗျာ a7 အောက်က1 2နှစ်4 4 8 4 9 4 28ဆိုပြီးရမယ်ဟုတ်ပြီနော်အဖြေ